အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဂျာလင်းစူပါကတ်ဘိန်းအလှလေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်2003 model လေးဖြစ်ပါတယ်ဘိန်းလေးကတော့ original ဒူးကလေးလည်းပါပါမယ်ရုပ်ထွက်လေးတော်တော်လေးကိုတန့်ပါတယ်ရှေ့ခွေတွေလှပါတယ်ရှေ့တာယာ40ရာခိုင်နှုန်းလောက်ကျန်ပါမယ်အင်ဂျင်စီယိုစိန်ကင်းပါမယ်အင်ဂျင်လုံးဝငြိမ်ပါမယ်စတက်မီလိုင်းတွေလည်းအကုန်ကောင်းပါတယ်ရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန့်ပါသေးတယ်နောက်ဖောက်လဲ original ဖောက်လေးနဲ့ပဲဖြစ်မယ်နောက်တာယာလဲ90ရာခိုင်နှုန်းလောက်ကျန်ပါမယ်မန်လိုင်းစင်4ရပ်ပလက်နဲ့လာပါမယ်တက်တန်းအသစ်တိုးပြီးသားဖြစ်ပါတယ်အင်္ဂလိပ်နံပါတ်ပြားထုတ်ဖို့ချက်လန်ပါပါမယ်တက်တန်းက2028တလပိုင်းထိရှိပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့14,500ဖြစ်ပါတယ်53ဘီလန်133 134ကျမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်